ကိမုံလို့တာချိုးစားမသိသေးဘူးဆိုရင်တော့ဒီကိမုံလုံးကြီးကတင်အတွက်ပဲဖြစ်ပါတယ်လုံးဝအခြေခံကနေတိချင်တဲ့သူတွေဆိုရင်တော့ဒီဗီဒီယိုကိုစွန့်အောင်တာကြည့်သွားလိုက်ပါရှင်စီ90မီလီနွားနို့90မီလီတကြား90 gram ကျုံမုံ80 gram ပြောင်းကုန်မုံ30 gram ရသမအောင်မွေထားပေးပါကျဲဥအနည်းမသုံးပါဘူးကျဲဥအကာ3လုံးထဲကိုတံပြရဲ့အနှဲငယ်နဲ့တကြား90 gram ထည့်ပြီးဒီလိုအမြုပ်ပွားလာတဲ့အထိခလောက်ပေးရပါမယ်ကျဲဥအကာကိုမတောင်းကြီးမဖြစ်ဘဲနဲ့ဒီလိုမပြော့လေးအနေထားလေးဆိုရပါပြီဆောနာပြင်ဆင်ထားတဲ့ကိတ်သားထဲကိုနှစ်ခါလောက်ခွဲမွေပေးပါရှင်နာကြီးလဲမွေပေးလို့မရပါဘူးကျဲဥအမြုပ်လေးတီကိုမှဆိုလို့ပါမပွားပဲဖြစ်သွားမယ်ပေါ့နော်မူခွိုက်ကို6လက်မသုံးထားပါတယ်အပေါ်မီ160နဲ့အောက်မီ180ကိုနိုင်ယူဘက်လောက်ဖုတ်ပေးရပါမယ်ကိတ်သားလေးပြားမသွားအောင်လို့ဒီလိုစကာနဲ့မှောက်ထားပေးရပါမယ်အေးတော့ဒီထီပေါ့နော်အချိုးစားအသေးစိတ်ကိုပြန်ရေးပေးပါမယ်နော်ဒီနေ့အတိုင်းအိမ်မှာလိုက်လုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်သိချင်တာတစ်ခုခုရှိရင်လည်းခမမှန်မှန်ခဲ့ပေးလို့ရပါတယ်နားမလဲတာတစ်ခုခုရှိရင်လည်းပြန်မေးလို့ရပါတယ်အမြဲတမ်းအခမဲ့နဲ့တင် ကြားပေးသွားမယ်ပဲဖြစ်ပါတယ်ကြည့်ရှုအားပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ရှင်